တူဒီဝန်သားရှင်ကိုမလေးအားလုံးပဲမင်္ဂလာပါခင်ဗျာစကရိုင်းနေပြီအားပေးကြပါဦးလို့ဗိုလ်တော်ဘူးနေ့အတွက်အကောင်းဆုံးကဏ္ဍလေးလာပါပြီနော်ကဲဒီ9ရေဒီ10ရေဒီ4ရေဒီ3လုံးပေါင်းခြင်းဟာတစ်ဖြစ်လို့တစ်ထိပ်စီးပါတဲ့နော်တစ်ဖြစ်လို့တစ်ထိပ်စီးပါတဲ့အဲ့လိုတစ်ထိပ်စီးဖြစ်တဲ့ချိန်မှာဒီ9ရေဒီ3ရေဒီ4ရေဒီ3လုံးပေါင်းခြင်းဟာနှစ်နောက်ပိတ်ပါတဲ့နော်အဲ့တော့တစ်ထိပ်စီးနှစ်နောက်ပိတ်နဲ့တစ်နှစ်ဆိုပြီးထွက်ပေးထားပါတယ်ကဲနောက်တစ်ဆိုင်လာပြီဒီ3ညရေဒီ3ညရေဒီ3ရေဒီ3လုံးပေါင်းခြင်းဟာတဲ့3ဖြစ်လို့3ထိပ်စီးပါတဲ့နော်3ထိပ်စီးပါတဲ့အဲ့လို3ထိပ်စီးဖြစ်တဲ့အချိန်မှာဒီ3ရေဒီ3ရေဒီ3ရေနော်ဒီ3လုံးပေါင်းခြင်းဟာ9နောက်ပိတ်ပါတဲ့အဲကြောင့်မလို့3ထိပ်စီ9နောက်ပိတ်နဲ့39ဆိုထွက်ပြီးထားပါတယ်နော်39ဆိုထွက်ပြီးထားပါတယ်ကဲဖိုတော်ဘူးနေ့အတွက်ပိုင်ကျုံးရမယ့်ကဏ္ဍလေးလာပါပြီနော်ဒီ9ရေဒီ3ရေဒီ1ရေဒီ3လုံးပေါင်းရင်အား3ဖြစ်လို့3ထိပ်စီးပါတဲ့အဲ့လို3ထိပ်စီးဖြစ်တဲ့အချိန်မှာဒီ2ရေဒီ3ညရေဒီ1ရေဒီ3လုံးပေါင်းရင်လည်း3နောက်ပိတ်ပါတဲ့နော်အဲ့တော့3ထိပ်စီး3နောက်ပိတ်နဲ့33ဆိုတဲ့ကဏ္ဍလေးတစ်ခွက်နော်ကြိုက်ဝုန်းလို့ရပါတယ်ခင်ဗျာနော်ဒီအောက်ကကဏ္ဍလေးရလည်းမဖြစ်မနေရံပေးထားပါကျွန်တော် site ထဲမှာတွေ့ထားလို့ထည့်ပေးထားတာပါနော်ကျွန်တော်နှစ် site တင်ထားပါတယ်နှစ် site လုံးကြည့်ပြအောင်ကြည့်ပါဟိုဘက် site ထဲမှာခွန်ပိုင်ရှိပါတယ်ဒီဘက် site ထဲမှာ3ပိုင်ရှိပါတယ်နော်နှစ် site လုံးကောင်းပါတယ်တွေ့ရတော့နှစ် site လုံးမှာအပူတွေ့နေပါတယ်နော်အပူကြိုက်တဲ့လူအပူထွေးနေတဲ့လူတွေအပူထိုးလို့ရပါတယ်3ဘူး2ဘူးခွန်ဘူးထိုးလို့ရပါတယ်နော်ဒီကဏ္ဍလေးတွေတော့မဖြစ်မနေထိုးပေးထားမှာကဏ္ဍလေးတွေပါကဲဝင်လာတဲ့ကိုရီးယားစကရိုင်းနှိပ်ပြီးပါလက်မလေးနှိပ်ပြီးအားပေးပါနော်ကျွန်တော် free တင်ပေးနေတာပါကြည့်ပြအောင်ကြည့်ပြီးယူပြအောင်ယူကြပါနော်နှစ်ဆိုင်လုံးကြည့်ပြအောင်ကြည့်ကြပါလို့နော်ကျေးဇူးတင်ပါတယ်စကရိုင်းနှိပ်ပြီးအားပေးကြပါဦးလို့